အလုံးမင်္ဂလာပါခင်ဗျာရှုကေချက်တွေကနေကြိုဆိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အခုဒီဗီဒီယိုဖိုင်လေးတင်ပေးတာပေါ့နော်ကျွန်တော်ရဲ့ YouTube ပေါ်အမျိုးတွေကိုကျွန်တော်သတင်းများနေတဲ့စာအတွက်နေတဲ့1ချိန်လေးနဲ့ကျွန်တော်တပတ်စာအတွက်တပတ်စာကတ်လေးကိုလာရောက်ပြီးတော့ပြပြပေးတာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုနေတဲ့မျိုးတွေမှာကျွန်တော်ရဲ့တပတ်စာကတ်လေးကို like ဆော့ကြည့်တဲ့အမျိုးတွေပါခဲ့တယ်ဆိုလို့ရှိရင်လည်းအဆုံးထိကြည့်ရှုပေးပါကျွန်တော်ရဲ့နေတဲ့1ချိန်လေးကိုသိကျင်တဲ့အမျိုးတွေကလည်းကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ရှုပေးပြီးတော့ကျွန်တော်ရဲ့ channel လေးကို subscribe မနေရသေးရင်နှိပ်ထားပေးဖို့အတွက်ကျွန်တော်ကြိုတင်ပြီးတော့တောင်းဆိုပေးရစီခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဒီဗီဒီယိုဖိုင်ထဲမှာကျွန်တော်အဓိကပြပြပေးနေတာကတော့ကျွန်တော်တပတ်စာမူဟိတ်ကတ်လေးကိုကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့လာပြီးပြပြပေးရဖြစ်ပါတယ်အဲဒါကြောင့်မလို့တပတ်စာကတ်လိုက်ဆော့ခြင်းတဲ့မျိုးတွေကဒီဗီဒီယိုဖိုင်လေးကိုဆုံးဖြတ်ကြည့်ပေးပါပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်တပတ်စာကတ်ကအားလုံးထွက်သွားခဲ့တယ်ပေါ့နော်တပတ်စာကတ်ကအားလုံးထွက်သွားတယ်ကျွန်တော်တို့3ရက်မွေးဇာတ်ပတ်တီပဲရက်ကြော်ကြံခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ပါအခုဘက်မှာတော့3ရက်မွေးဇာတ်ပတ်တီနဲ့ main quest လိုချင်တဲ့အမျိုးတွေကတော့ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတဲ့နောက်ပိုင်းမှာလာပြီးတော့ယူလို့ရပါသေးတယ်ကျွန်တော်ပို့ပေးနေပါတယ်ပေါ့နော်ကျွန်တော်အချိန်မှလည်းဗီဒီယိုဖိုင်တင်ပေးထားတာရှိပါတယ်လိုချင်ရချင်တဲ့မျိုးတွေကတော့ကျွန်တော်ဒီမှာလာရောက်ဆက်သွယ်ပြီးတော့ယူလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ပထမဆုံးကျွန်တော်တပတ်စာကတ်လေးကိုကျွန်တော်ပြပြပေးပါမယ်တပတ်စာကတ်တပတ်စာအတွက်ပထမ3လုံးခွေဘူးတစ်ခွေကတော့2-4ခွန်ခွေဘူးဖြစ်ပါတယ်ခင်ဗျာ2-4ခွန်3လုံးခွေဘူးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒုတိယလေးလုံးခွေဘူးကတော့2-3ခွန်8ခွေဘူးဖြစ်ပါတယ်ခင်ဗျာ2-3ခွန်8ဒုတိယလေးလုံးခွေဘူးဖြစ်ပါတယ်တပတ်စာအတွက်မိုးထိပ်စီကတော့2ထိပ်8ထိပ်ဖြစ်ပါတယ်ခင်ဗျာ2ထိပ်8ထိပ်ကတပတ်စာမိုးထိပ်စီပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့မျိုးတွေကိုကျွန်တော်အပတ်တိုင်းတင်ပေးနေကြဖြစ်တဲ့တပတ်စာမွေးခွေကတ်လေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဆက်ထဲမှာလည်းကျွန်တော်တင်းနေရနေတဲ့စာအတွက်နေတဲ့1ချိန်နဲ့ကျွန်တော်ရရှိထားတဲ့ main quest လေးကိုကျွန်တော်ထည့်ပြီးတော့ပြပြပေးသွားပါမယ်ခင်ဗျာတပတ်စာအတွက်ပထမဆုံး sorry တင်းနေရနေအတွက်ပထမဆုံး1ချိန်အနေနဲ့ကတော့ကျွန်တော်6-1 1ချိန်ပဲဖြစ်ပါတယ်ခင်ဗျာ6-1 1ချိန်တင်းနေတာနေ့တက်တာအတွက်6-1 1ချိန်6-1ပတ်တီးပဲဖြစ်ပါတယ်ခင်ဗျာ6-1 1ချိန်6-1ပတ်တီးမှာကျွန်တော် main quest အနေနဲ့ကတော့60 69 10 19 main quest ဖြစ်ပါတယ်ခင်ဗျာ60 69 10 19 main quest ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့ဒီမှာကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်ကျွန်တော်ရွေးထုတ်ပေးပါမယ်ကျွန်တော်အဲ့ဒီမှာကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်တော့ကျွန်တော်69တစ်ခွက်ကောင်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါတင်းနာနေစာအတွင်းနေတဲ့1ချိန်က6-1 1ချိန်6-1 1ချိန်ကို6-1ပတ်တီးနေဖြစ်လိုက်ဆော့နိုင်မယ်ဆိုလို့ရှိရင်လိုက်ဆော့လို့ရပါတယ်ခင်ဗျာဒါတော့တင်းနာချက်စာအတွင်းနေတဲ့1ချိန်နဲ့ပတ်တီးလေးပဲဖြစ်ပါတယ်ဒီ main quest တွေကတော့ကျွန်တော်၄ခွက်ပေးထားတယ် main quest ၄ခွက်ကိုလည်းလိုက်ထိုးနိုင်ရင်လိုက်ထိုးပါပေါ့နော်ထွေကောင်းနေနေတော့ကျွန်တော်69ထွေကောင်းရေးပေးထားပါတယ်ခင်ဗျာဒါလေးကိုလာပြီးပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာ3ရက်မွေးစာရွက်ပတ်တီလိုချင်တဲ့မျိုးတွေကလည်းကျွန်တော်ရှိမှလာပြီးယူလို့ရပါသေးတယ်ကျွန်တော်တနေ့နေ့မနေ့ခင်းပိုင်းကျွန်တော်ပို့ပေးပါမယ်ခင်ဗျာတပတ်သက်ကကိုလည်းကျွန်တော်ချိမှပြပေးထားဖြစ်ကြောင်းမလို့တပတ်သက်ကလည်းဆော့တဲ့မျိုးတွေကလည်းကိုယုံကြည်ကိုကြက်နေတက်တာအခွေကိုပဲထင်ထင်လိုက်ဆော့ပါလို့ကျွန်တော်အားလုံးတရားနေပြီးတော့ကြိုတင်ပြီးအသိပေးပြစီခင်ဗျာဂျားထဲမှာကျွန်တော်ဗီဒီယိုဖိုင်နေ့တိုင်းဗီဒီယိုဖိုင်မတင်ပေးနိုင်ခဲ့တဲ့နောက်မှာကျွန်တော်ရိုးရိုး post လေးနဲ့ကျွန်တော်အမြဲတမ်းတင်ပေးပါမယ်ခင်ဗျာဟုတ်ကဲ့ပါဒါလေးကိုလာပြီးပြပေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ